用垃圾的呢，这帮人过啊，过来များ不လို့တော့ငါးတစ်ခါများဖို့တရက်ကိုမြန်မာငွေနဲ့တွက်လို့ရှိရင်28သိန်းလောက်ပေးရမယ်ဆိုရင်ဒါတော့သွားများမလားအဲ့ဒီကန်မှာတရက်မြားကကိုမြန်မာငွေနဲ့ဆိုလို့ရှိရင်9သိန်းခွဲကနေပြီးတော့ဒါ30လောက်ထိပတ်ကိတွေရှိရပေါ့နော်ဘာလို့အဲ့လောက်ထိဈေးကြီးနေရတာလဲဒီလောက်ဈေးကြီးတာတော့လူတွေဘာလို့အမြဲပြည့်နေတာလဲဆိုတော့ဒီကန်ကြီးမှာကပ္ပနေရအသီးသီးကပရီဒေတာတွေဖြစ်တဲ့အမေဇုံတောတွေတဲကအဲပိုင်းမလို့ငါးကြီးတွေမဲခေါင်ကက်ဖေအကြီးကြီးတွေပြီးတော့ဒါကျွန်တော်တို့နိုင်ငံရဲ့ AR မြစ်ထဲတောင်ရောက်နေပြီဖြစ်တဲ့ alligator ငါးကြီးတွေပြီးတော့ CME ကက်ဖေလို့ခေါ်တဲ့ထိုင်းမှာပဲတွေ့ရတဲ့ငကြင်းမဲမဲကြီးတွေရှိတဲ့အပြင်ရှိတဲ့ကောင်တွေကလည်း KG ရာကျော်လောက်ရှိတဲ့အကောင်ကြီးတွေမို့လို့ကဘာအနှံ့ကမွတ်စတာတွေကိုတနေရာထဲမှာများနိုင်တာကြောင့်ပဲဖြစ်ပါတယ်။အဲ့နေရာကတော့ထိုင်းမှာငါးများသမားတိုင်းသိကြတဲ့ Ban Samaran Fishing Pad ပဲဖြစ်ပါတယ်။ဒီကန်ကကဘာတဝင်းကအန်ဂလာတွေတီးတန့်ကိုလာများရတဲ့ Fresh Water Fishing Pad တစ်ခုလည်းဖြစ်ပါတယ်။ဟိုးနှစ်ပေါင်းများစွာတည်းကဘန်ကောက်မြို့လေကံမှာဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့2019မှာမြို့အစွန်ကကန်အသစ်ကိုပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီးအရင်ကရှိခဲ့တဲ့ငါးကြီးတွေကိုလည်းပြောင်းရွှေ့ထားခဲ့တာဖြစ်ပါတယ်။ကိုဝင်းစီပုံကပဲနားစိတ်တာ။မင်းတက်ပုံရိုက်ဖို့ညာပေးရတယ်။ပြောင်းရွှေ့ဖွင့်လှစ်ထားတဲ့နေရာကိုလည်းဘန်ကောက်မြို့လေကောင်စုကွန်ဗစ်ကနေပြီးသွားမယ်ဆိုလို့ရှိရင်တော့တနားခွဲလောက်တော့ကားနဲ့သွားပါမယ်ဗျ။ပွားလီယာနေရာတစ်ခုခုလွဲလိုက်ရမှာကြီးနေတဲ့ကျွန်တော်ကလည်းဒါကန်အဝင်တွေကစလွဲတော့တာပဲဗျ။ထိုင်းနေဆိုလို့ရှိရင်ဒါရိုးရိုး package က900နဲ့ပဲဝင်ရတယ်ပေါ့နော်ကျွန်တော် border ကြီးလည်း900နဲ့ဝင်နေကြပါပဲဗျဒါပေမဲ့ကျွန်တော်အလှည့်ကြမှာဒါ foreigner ဆိုပြီးတော့4000အတင်းတောင်းပါလေရောဗျအဲ့ဒါနဲ့ကျွန်တော်လည်းဒါ4000ပေးပြီးတော့မများနိုင်ဘူးမများချင်ဘူးဆိုပြီးတော့ဒါ live ပဲကြည့်မှာအဖော်လိုက်လာတာဆိုပြီးတော့ဒါ free ပဲဝင်ခဲ့လိုက်ပါတယ်ဗျအခုတွန်းလိုက်နဲ့ပဲသွားမလို့ကိုကြီးတွေငါးများမဲ့သူတို့လိုက်ပုတ်ပေးတာပါဗျမိသားစုနဲ့လာပြီးတော့အပန်းဖြည့်ခြင်းတဲ့လူတွေအတွက်လည်းဒါစားကျင်တာမှာစားလို့ရတယ်စားတောက်ဆိုင်တွေရှိတဲ့အပြင်ဒီလိုဒါ one stop mart လေးတွေပါထားပေးတယ်ဗောနော်အထဲရောက်တာနဲ့နားလဲသွားတာတခုကတော့ဒီကန်လာတဲ့လူတော်တော်များများကဒါငါးအရေအတွက်ထက်စားလို့ရှိရင်ဒါစိုက်ကြောင်လာကြတာဗောနော် KG 20-30လောက်ကပုံမှန်လိုဖြစ်နေပြီးတော့တချို့ငါးတွေဆိုလို့ရှိရင်တစ်ကောင်တင်ပြီးတာနဲ့လက်နာခါနာဖြစ်လို့နားလိုက်ရတာလည်းတော့ရှိပါတယ် KG ရာကျော်အကောင်ကြီးတွေဗောနော်ဟိုကျွန်တော်ကတော့ဒါ3500မပေးနိုင်လို့ဒါပွင့်ချီပရိသတ်လောက်ဒီလိုငါးကြီးတွေကိုဖမ်းတဲ့အချိန်မှာလဲမြားတန်ဆက်သီးကြိုးစတာတွေကို heavy setup ဖြစ်ုံနဲ့တင်မလုံလောက်ပါဘူး fishing technique မှန်ဖို့ drag ကိုမှန်ထိန်းနိုင်ဖို့လဲလိုပါတယ်အိုးအိတ်ကောင်ကြည့်နေတာလို့အိတ်ကောင်ကြည့်နေတာလို့ပြောနေတာကျွန်တော်တွေ့လားဒါတော့သေးသေးရဲ့အိုးဒီတက်မူလုံးတော့ရှင်းကောင်ကြီးကြည့်用垃圾的呢，这帮人过啊，过来များ不လို့တော့ပြီးတော့အစာနဲ့မြားမယ်ဆိုရင်လည်းအစာကိုမပြော့မမာလေးနေတတ်ဖို့ကဒါအရင်အရေးကြီးပါတယ်ဗျပျော့လို့ရင်လည်းအစာပြစ်တဲ့ခါကွဲမယ်ဒါမာလုံးလို့ရှိရင်လည်းဆရာတွေကမစားကြပါဘူးတချို့ထိုင်းနေဆိုလို့ရှိရင်ဒါအစာနေတာနှံ့ပြီးတော့ဒါလိုအပ်တဲ့အနေအထားလေးရအောင်ဆိုပြီးတော့ဒါအစာနေတဲ့ဆက်တွေပါတုံးကြပါတယ်ဗျဒီမှာကလေဘယ်လိုပြောရမလို့ကျွန်တော်တို့မြန်မာလိုစီကက်ညောင်နေလို့မရဘူးเนาะကျွန်တော်ကိုကွိစီပြောတာတော့အလုံးလေးကနေအောက်ကနေအမုံလေးထွက်ကြလာတဲ့ဟာတော့အောက်ကနေစုပ်တာပဲရက်ခဲဖြစ်လည်းမစားဘူးဒါပေမဲ့ပြစ်တိုင်းကွဲနေတော့သူတို့တခြားလူတွေကတော့စက်တွေပိုင်းနဲ့ခြေရပြောပြအဲ့တော့အဆင်ပြေတယ်ဆက်နဲ့လည်းကွဲတာပဲခဏကွဲဆက်နဲ့လည်းကွဲတာပဲလားဒီဘက်မှာပြောလဲဆိုရလဲပဲဒီထောက်ရနေရမှာလက်မောင်းအောင်这是错了。哦，表演。တသက်မှာ monster fish တကောင်လောက်တော့တင်မှုကျင်တယ်ဆိုတဲ့လူတွေအတွက်တော့ဒါ Ban Samaran Fishing Pad ကသွားကိုသွားကြည့်တဲ့နေရာတစ်ခုလည်းဖြစ်ပါလေဗျတော့မဲတိုင်းမဟုတ်ဘူးနေရောလွတ်ပေးမယ်လို့ဝေးရောပိုင်ပါဒီမှာများရလို့ဒီမှာလူနဲ့တိုင်းလို့ရတယ်ပြီးတော့လူတယောက်လောက်ရှိတယ်။ဒါကြီးကဒီကောင်ပိုကြည့်တယ်ဒီကောင်ပိုကြည့်တယ်ဖက်ဟိုပဲအားကုန်နေလေကြောက်ထက်လေနင်းနေဒီလောက်ကူမှတင်ပြောရတာဒီမှာပြဒီလောက်ရှိတော့လားဆိုရဲသူဩဒီမှာဒီငါအဲ့တော့မယ်ရောဒီမှာကအေးလားရောလာရဒီဘက်နဲ့လာရိုက်တော့တော့ပုံရိုက်မယ်ပုံရိုက်လိုက်မယ်ခဏလေးဒူးထောင်လိုက်လုံးအဲ့နေသူတို့ငါမဟုတ်ဘူးနော်ကျွန်တော်ငါတော့
ဒီတစ်ခေါက်တော့ဝင်ကြီးမတက်နိုင်လို့မများဖြစ်ခဲ့ပေမဲ့ဒီလိုငါအကြီးကြီးတွေရှိတဲ့ Monster ကန်ကြီးကိုဝင်ရောက်လေးလာခွင့်ရတာနဲ့တင်လာရကျိုးနှက်ပါပြီဗျနောက်တစ်ခါအခွင့်ရရင်တော့တေချာပြင်ဆင်ပြီးတော့နောက်တစ်ခေါက်ပြန် try ကြည့်ချင်ပါသေးတယ်ကဲအားလုံးပဲစိတ်ကြမ်းပါခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်မြန်မာအင်္ဂလာရင်းကကိုကျော်ပါအားလုံးပဲနောက်ဗီဒီယိုကြမှာပြန်ဆုံမယ်ကိုလက်